မနေ့ကပဲစီစဉ်ကြတယ်စီစဉ်ကြရပြီးချင်းတမ်းမစော့ပဲနဲ့ညကိန်းမစော့တာကိုဒီကျိုင်းလောက်ဒီပဲရအောင်တင်အောင်စော့တယ်မတစ်ကိုကကြတော့ရအောင်မတင်မဲနဲ့ကိုရတော့ AC ပဲစော့မယ်ဆိုပြီးတော့မတင်မဲနဲ့ထားပြီးတော့စော့ပါတယ်အားဘက်ကပါလာတဲ့ EAB နဲ့ Romanan စောင်းအောင်ကောင်းတယ်အနီဘက်ကနှစ်တန်ဆိုဘာမှလုပ်စရာမရှိဘူးငါလည်းနှစ်တန်ထွိုင်းနေပါဆိုနှစ်တန်လို့ကတော့မော်စကောနဲ့ပဲကင်ပြီးနှစ်တန်အောင်ပြေးမှာဟက်ကငါလည်းဆက်ဆက်ချင်းရိုးတယ်ကက်နဲ့ငါနဲ့နှစ်တန်အောင်ပေါင်းကိမောပေါ်မှာဖီယာဖက်ပလက်ကိုကောက်ကေးသွားတယ်အဲ့ပြင်စကန်ကေးကိုဘာကောက်မဲ့ထည့်ရဟီလိုကေးကနမီဝဲပတ်တယ်မထွက်သေးပဲနဲ့အာကတ်ကိုရှန်ကန်နဲ့FIA နဲ့ပေါင်းပြီးထပ်တက်လိုက်တယ်ဟီတိုကေရတယ်ငါနှစ်တန်းနည်းနည်းများတော့နှစ်တန်းဒီဘက်ရောက်ကြတာနဲ့ hacker skill 1နဲ့အကောင်တခါတည်း execute နဲ့တခါတန်းပြက်ငါလည်း6ခွာနဲ့ hacker ကလည်း6ခွာပြီးရှုံနေဝင်တော့နှစ်တန်းတည်တယ်အဲ့မှာရှုံစစ်ပြီးတော့နှစ်တန်းကိုငါ skill 2နဲ့ stand နဲ့ငါပြန်ပတ်နှစ်တန်းလိမ့်ချင်းတော့ဒီဘက်တက်လာအမှန်နဲ့ hacker ဝင်ချပြီးတော့ကောက်တက်တာထပ်တည်တယ်နှစ်ခါရှိသွားရင်နှစ်တန်းတည်ဒီမှာကျတော့ငါလိမ့်ချင်းနဲ့hacker ကလည်းရှုံနေမှာဆောင်းငါ AD နဲ့ပြည့်တာနှစ်တန်းလာမယ်လမ်းပတ်ကို AD နဲ့တွားပြီး hero kick ကောက်တာတခါတည်းတက်ရနှစ်တန်းဒီမှာ3កောက်ကြားတဲ့ record လာပြတယ်မှာပေါင်းတက်တာတခေအမှန်နှစ်တန်သေးလား9ကတော့ရှိနေဒီမှာကျတော့ငါဖင်ရပြီးတော့အနေပြီးတာဝါထဲမှာသွားနေတာကိုရမှာ short down ပြန်ပြီးလာနှစ်တန်လိုက်ပြစ်တာဖလကပြေးတယ်မလို့တော့ဖီယာနှစ်တန်တွေ့တော့ like ခုတ်တာနှစ်တန် edimate နဲ့ပြေးတာငါလည်း edimate နဲ့ပြေးဖီယာ edimate နဲ့လိုက်တာနဲ့အမှနှစ်တန်တော့ပြေးပေါက်မရှိဘူးအမှတေး Florio မှာတက်ပြီး stand ပြီးတော့ဖီယာပေါင်းတဲ့အမှပဇာနာ scale 1 2 edimate ထိတယ်သွေးတော်တော်လေးရောက်သွားတယ်။သူအောင် stand ပြီးတော့အပေါ်လိန်တက်သွားပါတယ်ဆိုအပေါ်လိန်သွေးနဲ့လို့အပေါ်လိန်ပြန်တက်တယ်။သွေးနဲ့လို့အပေါ်လိန်တက်သွားပါဆိုအကတွေ့သွားတော့ငါနောက်ကိုလိုက်ပြီးတော့ scale 1နဲ့ထောက်ငါလည်းသူ့ကိုစကေး2နဲ့ပြန်ထောက်ပြီးဟိုဘက်တဲကိုစကေး1နဲ့ပြန်ပြေးပြီးတော့မှအဲလည်းငါ့ကိုစီးတယ်ဖီယာလည်းမှလာပြီးတော့အာကတ်ကိုဝင်ပြင်းလာတယ်အာကတ်က AD မိတ်နဲ့သူတို့နှစ်ယောက်ကြားထဲမှာလုံးဝမလွတ်တော့နဲ့အမအာကတ်ကတော့ဟီတိုကိပြန်ပြေးတယ်အမ3ယောက်ကြားလေးတာဝါဝင်ရှိုးပါတယ်တာဝါငါပြစ်တာလူက AD မိတ်နဲ့အမတခါချောလူကတော့ဟီတိုကိရတယ်အကက်ကလည်းအနေဘက်ကမေးကိုနှိုက်မှုရှောင်းတာမြင်သွားတော့ပြန်ပုံဘက်ကပဇာနာအရှိလည်းပြေးမြနောက်လည်းပြေးမြနဲ့ရှန်ငယ် AD မိတ်ထီသွားတော့တွေးတော်တော်လေးရောက်သွားနောက်ကဟက်ကကဖင်ဝင်နှိုက်သွားတယ်ဟက်ကကတော့ဟီတိုကိရပါတယ်နှစ်တန်း3ယောက်ကြားတဲ့ AD မိတ်နဲ့ဝင်ချလာပြီးတော့ကိုရိုကေးမယ်ပေါ့ကိုရပြန်ပြစ်တာတွေးရောအကောင်ဖလီကာနဲ့ပြေးငါလည်းမလုပ်ပေးနဲ့ဖလီကာနဲ့လိုက်တဲ့ဒီမှာကျတော့ဟိုမှာ3ယောက်သားဘက်တယ်ဖြစ်နေပါလေဆိုတိုင်းတော့လော့သွားကေးတယ်ဖီယာနဲ့အမဝင်ဟက်ကဝင်ကုတ်တာနှစ်တန်းကတော့ဝင်ချက်နဲ့ဆိုတော့ဘလို့မှမသိဘူးဖီယာရိုဂိုနဲ့ဆိုတော့ပြန်ခုတ်တာနှစ်တန်းဟိုဘက်တဲ့ဖလီကာခုံရတယ်အမနှစ်ကောင်သားဟီရိုကေးပြန်ပြေးလိုက်ဟိုက်ပါတော့လော့ကေးနေဘက်တယ်ဟိုမလာလိုက်ဘူးငါလည်းလော့အမဘက်တယ်ရောက်ကြလာပြီးနှစ်တန်းကောက်ကေးပြီးတယ်အမလူကတ်ကိုငါလည်းပြစ်ပေးတယ်အမလူကတ်ကလော့ကိုရချသွားပါတယ်တဲ့ဟိုဒီပေါက်သွားတယ်အမဟီရိုကေးကလူကတ်ကိုတော့ပြန်ရတယ်လော့တော့မရလိုက်အောက်လေးချင်းမို့အမအာကတ်နဲ့တွေ့ရတယ်အမတခါလေးရှော့အာကတ်ကလည်း edit mate 3မြတ်ကိုစောက်ခွက်ရိုက်သွားတယ်ပြန်ထွက်လာတော့ငါဂိမ်းမှာအာကတ်ကအနောက်ကနေရှောင်းတာကိုဘက်ကဟက်ကကလည်းရှောင်းအမငါလည်းအလဲလေးကိုတွားပြီးပတဲဆိုင်ပဲပေါ့အမပဇာနာ1 2ထိပြီးတော့တွေ့ရတော်တော်ရောက်သွားနောက်ကအာကတ်ကဝင်လိုက်တာတခါလေးရှော့ပါတယ်အာကတ်ကရှန်ငယ်တော့မကင်းနိုင်လိုက်ဘူးဒါပေမဲ့ဟက်ကကတော့အနေဘက်က3កောင်အပြော့3កောင်တော့ဟီရိုကေးကောက်ပြီးကေးလိုက်ပြီးတော့အောက်ကောင်ပဲတာဝုံးလေးချိုးပြလိုက်တယ်အစုံးကြီးကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်